J နဲ့ prison နဲ့ဘာကွာခြားလဲ J ဆိုတာကဖမ်းဆီးပြီးနောက်တရားရုံးမတင်ခင်ယာယီထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ် prison ဆိုတာကတရားရုံးကအပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီးရေရှည်အကျဉ်းချထားတဲ့နေရာဖြစ်ပါတယ်အတူချုံပြောရမယ်ဆိုရင်တော့ J ဆိုတာကအချိန်တိုထိန်းသိမ်းရနေရာဖြစ်ပြီးတော့ prison ဆိုတာကကာလကြာရှည်စွာအကျဉ်းချခံရနေရာဖြစ်ပါတယ် arrest နဲ့ detention နဲ့ဘာကွာလဲ arrest ဆိုတာကရဲကလူတစ်ယောက်ကိုတရားဥပဒေအရတရားဝင်ဖမ်းဆီးလိုက်တဲ့အခြေအနေဖြစ်ပါတယ် detention ဆိုတာကစစ်ဆေးမေးမြန်းဖို့ဒါမှမဟုတ်အခြေအနေကိုစီစစ်ဖို့ခဏတာထိန်းသိမ်းထားတဲ့အခြေအနေကိုဆိုလိုပါတယ်အတူချုံပြောရရင် arrest ဆိုတာကတရားဝင်ဖမ်းဆီးခြင်းဖြစ်ပြီးတော့ detention ဆိုတာကခဏတာထိန်းသိမ်းထားခြင်းသာဖြစ်ပါတယ် passport နဲ့ visa နဲ့ဘာကွာခြားလဲ passport ဆိုတာကကိုယ်နိုင်ငံကထုတ်ပေးတဲ့နိုင်ငံသားဖြစ်ကြောင်းအထောက်အထားနဲ့ခရီးသွားစာအုပ်ဖြစ်ပါတယ်Visa ဆိုတာကအခြားနိုင်ငံတစ်နိုင်ငံကတင့်ကိုဝင်လို့ရတယ်လို့ခွင့်ပြုထားတဲ့အထောက်အထားဖြစ်ပါတယ်။အတူချုံပြောရရင် passport ဆိုတာကမိမိရဲ့နိုင်ငံသားဖြစ်ကြောင်းအထောက်အထားဖြစ်ပြီးတော့ Visa ဆိုတာကအခြားနိုင်ငံတွေကိုဝင်ရောက်ခွင့်အထောက်အထားဖြစ်ပါတယ်။ Ghost နဲ့ Demon နဲ့ဘာကွာခြားလဲ။ Ghost ဆိုတာကတည်ဆုံးသွားတဲ့လူတစ်ယောက်ရဲ့ဝိညာဉ်လို့ယုံကြည်ကြတဲ့အရာဖြစ်ပြီးတော့ Demon ဆိုတာကလူမဟုတ်ပဲတဘာဝလုံးမကောင်းဆိုးဝါအဖြစ်ယုံကြည်ကြတဲ့အရာဖြစ်ပါတယ်။ဥပမာအိမ်အဟောင်းတစ်လုံးမှာတည်ဆုံးခဲ့တဲ့လူရဲ့ဝိညာဉ်ကိုမြင်တယ်လို့ပြောမယ်ဆိုရင်အဲ့ဒါဟာ ghost ဖြစ်ပြီးတော့လူတွေကိုဒုက္ခပေးတတ်တဲ့တဘာဝလွန်မကောင်းဆိုးဝါအဖြစ်ဖော်ပြရင်တော့အဲ့ဒါဟာ demon လို့ခေါ်ပါတယ်အတူချုံပြောရရင် ghost ဆိုတာကလူသေးဝိညာဉ်ဖြစ်ပြီးတော့ demon ကလူမဟုတ်တဲ့မကောင်းဆိုးဝါဖြစ်ပါတယ်90 day report နဲ့ TM30 နဲ့ဘာကွာလဲ90 day report ဆိုတာကထိုင်းနိုင်ငံမှာနေထိုင်တဲ့နိုင်ငံသားကမိမိရဲ့လိပ်စာကို immigration ကိုရက်90တိုင်းသတင်းပို့ရတဲ့စနစ်ဖြစ်ပြီးတော့ TM30 ဆိုတာကနိုင်ငံသားတယောက်တဲခိုတဲ့နေရာပိုင်ရှင်ကသူရောက်လာကြောင်းကို immigration ကိုအကြောင်းကြားပေးရတဲ့ form ဖြစ်ပါတယ်အတူချုံပြောရရင်90 day report ကိုနိုင်ငံသားကိုယ်တိုင်ကလုပ်ရပြီးတော့ TM30 ကိုတော့နေရာပိုင်ရှင်ကများသောအားဖြင့်လုပ်ရတယ်IQ နဲ့ EQ နဲ့ဘာကွာခြားလဲ IQ ဆိုတာကလူတစ်ယောက်ရဲ့စဉ်းစားနိုင်စွမ်းပြဿနာဖြေရှင်းနိုင်စွမ်းနဲ့သင်ယူနိုင်စွမ်းတွေကိုတိုင်းတာတာဖြစ်ပြီးတော့ EQ ဆိုတာကကိုယ်တိုင်ရဲ့ခံစားချက်တွေကိုထိန်းချုပ်နိုင်ပြီးတခြားသူတွေရဲ့ခံစားချက်တွေကိုနားလည်နိုင်စွမ်းကိုဆိုလိုပါတယ်တူချုံပြောရရင် IQ ဆိုတာကဘလောက်ကောင်းကောင်းစဉ်းစားနိုင်လဲတင်ဘလောက်ဉာဏ်ကောင်းတယ်လဲဆိုတာမျိုးဖြစ်ပြီးတော့ EQ ဆိုတာကလူမှုဆက်ဆံရေးဘလောက်ကောင်းလဲဆိုတာနဲ့လူတွေရဲ့ခံစားချက်ကိုဘလောက်ထိနားလည်လဲဆိုတာပဲဖြစ်ပါတယ် Fact နဲ့ opinion နဲ့ဘာကွာခြားလဲFact ဆိုတာကသက်သေပြနိုင်တဲ့အမှန်တရားဒါမှမဟုတ်အချက်အလက်ဖြစ်ပြီးတော့ opinion ဆိုတာကလူတစ်ယောက်ရဲ့ကိုယ်ပိုင်အမြင်ယုံကြည်ချက်ဒါမှမဟုတ်ခံစားချက်ဖြစ်ပါတယ်ဥပမာရေက100 degree Celsius မှာစုတယ်ဆိုတာကတိုက်တာပြီးသက်သေပြနိုင်လို့အဲ့ဒါဟာ fact ဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအလှပဆုံးနေရာကမြန်မာနိုင်ငံပဲဆိုရင်တော့လူတစ်ယောက်ချင်းစီရဲ့အမြင်ဟာကွာနိုင်လို့ opinion ဖြစ်ပါတယ် fame နဲ့ legacy နဲ့ဘာကွာခြားလဲFame ဆိုတာကလူအများကကိုယ့်ကိုသိပြီးနာမည်ကြီးနေခြင်းမျိုးဖြစ်ပြီးတော့ legacy ဆိုတာကကိုလုပ်ခဲ့တဲ့အရာတွေဟာကိုမရှိတော့တဲ့နောက်ပိုင်းမှာတော့လူတွေအပေါ်မှာဆက်လက်ပြီးတက်ရောက်မှုရှိနေခြင်းမျိုးကိုဆိုလိုပါတယ်ဥပမာအနေနဲ့ပြောရရင်အဆိုတော်တယောက်ကတခြင်းတစ်ပုတ်ကြောင့်လူအများကြားမှာနာမည်ကြီးလာရင်အဲ့ဒါဟာ fame ဖြစ်ပြီးတော့သူတခြင်းတွေဟာနှစ်တွေကြာသွားတဲ့အထိလူတွေကဆက်လက်နားထောင်နေပြီးတော့နောက်မျိုးဆက်အဆိုတော်တွေကိုပါလွှမ်းမိုးနိုင်နေတယ်ဆိုရင်တော့အဲ့ဒါ legacy ဖြစ်ပါတယ်